ချမ်းကိုဒီတက်ချင်နေဆိုရင်သူနဲ့ပတ်သက်တဲ့စကေးတွေကိုကျွန်တော်တို့ကလေ့လာထားရမှာဖြစ်တယ်အခုဒီတချမ်းရဲ့မူရင်းခီကခီ A ပေါ့နော်အဲဆို A ခီရဲ့ A ခီမှာရှိတဲ့ဒိုမီဖာနိုကိုတီးနေဆိုရင် A ကဒီတိုင်းကင်ထားဆိုရင်ဒီလက်တကြွယ်3ကျိုးမှာဒါဒိုနိုဖြစ်တယ်လေမီဖာဆိုဆိုတော့တချမ်းအောင်တီးနေဆိုရင်ဒီတိုင်းတော့ဒါအနိဋ္ဌံပေါ့ဒါမဲ့တချမ်း original key မှာကျွန်တော်တို့အမျက်တန်နဲ့တီးထားတယ်အမျက်တန်ဘယ်မှာရှိလဲဆိုရင် key ဒါလည်း A key ပေါ့နော်ဒီ F တစ်ခွက်ကြော်မယ်ဆိုရင် G နောက်တစ်ခွက်ကြော်မယ်ဆိုရင်ဒါ A အဲ့တော့ဒီမှာဒိုရှိတယ်အဲ့တော့မူရင်း key ကဒီကနေတီးထားအောင်နော်ကျွန်တော်ဒီသူရဲ့ scale ကိုလေ့လာမယ်လဲဆိုရင်ကျွန်တော်ဒီကနေသိပြမယ်အောက်မှာလည်းပုံပြထားပေးရပါတော့အဲ့ပုံအောက်မှာပြထားတဲ့ဟာကိုကျွန်တော်တို့တေချာလေ့လာပါဒီ net တောင်းလေးဆိုတာကျွန်တော် do re mi fa နောက်ဖြစ်တယ်ပေါ့ re mi fa တူရတန်ထွက်ဖြစ်တယ်အပေါ်မှာရေးထားတဲ့အကွက်ကခွန်ကိုတစ်စိထားတဲ့ဟာကျွန်တော်အကွက်နံပါတ်ဖြစ်တယ်ဒီတဲ့နဲ့3 5 6 8 9 10ပေါ့နော်ဒီအကွက်နံပါတ်ဖြစ်တယ်အာဝါနဲ့3လေးကျတော့ do re mi fa နောက်ဖြစ်တယ်အစားကနေတီးပြမယ်တီးတဲ့အခါမှာလည်းဒီလက်ကို down up အဲ့လိုလုပ်ပြီးမှတီးပြပါ